အားလုံးပေးပြီးသားမဟုတ်ဘူးယုံဟုတ်တယ်ယုံကြည်တယ်ဆိုတာဟာလေဖျားပေးမှရတာဖျားပေးမှရတာဟာမဟုတ်ဖ ೇನೆ ကျမအခုနရွတ်ပြတာမကြားဘူးလားယုံကြည်သူတယောက်ကအစင်ရှစ်စင်တက်ရတယ်ယုံကြည်ပြီဆိုရင်ယုံကြည်ခြင်း၌သီလဆိုတာအကောင်းဆုံးအကျင့်ကိုအမြဲကျင့်ရတာသီလ၌ပညာဆိုတာကျမ်းစာမှာဖျားဆုံးမထားတာတွေကိုအားလုံးဖတ်ရှုလေ့လာရတာအဲ့ဒါလေ့လာတဲ့အခါမှာကျမတို့ကိုအဲ့ဒီကနေကာမဂုဏ်ချုပ်တီးခြင်းသူများအရက်တောက်ကျမတို့မတောက်ဘူးသူများဆဲကျမတို့မဆဲဘူးကာမဂုဏ်ချုပ်တီးခြင်းကာမဂုဏ်ချုပ်တီးခြင်း၌ကြီးခံခြင်းယုံကြည်သူတယောက်ကအဲ့ဒီလိုရှစ်စင်အရေးချင်းကိုဘုရားသခင်ကြီးကတောင်းရတယ်ပေးရတယ်ရရတယ်ဟာယောက်ျားတွေကြည့်လို့လည်းမပြောဘူးမိန်းမတွေကြည့်လို့လည်းမပြောဘူးကောင်းကင်တမန်ကဘာမှကိုကျမလည်းမသိဘူးကြားစာမှမပါဘူးဟာကောင်းကင်တမန်မယူဘူးဟာကဲယေရှုကိုတော့ကျမ်းစာဆရာကြီးကမေးတယ်နော်ဟာဘယ်ကလားကဲကောင်းကင်မှာတဲ့ကဲသူတို့ကမေးတယ်ကျမ်းစာဆရာကြီးကကျမ်းစာတရားဟောကျွန်မပြောမယ်နော်အခုအဲ့ဒီတရားကမေးတယ်ယေရှုတဲ့ယောက်ျားတယောက်ဟာတဲ့မိန်းမတယောက်နဲ့မိန်းမတယောက်ဟာတဲ့ယောက်ျားအကိုကြီးနဲ့ယူတယ်တဲ့သူ့အကိုကြီးကတေသွားတယ်တဲ့တေသွားတော့သူတို့ထုံးစံကနောက်ထပ်ညီနဲ့ယူရတယ်အဲ့လိုယူပြီးတော့တဲ့ညီ9ယောက်တောင်မှအိုင်မိန်းမယူရတယ်ပေါ့သူနဲ့ယူပြီးတေသွားပေါ့အဲ့တော့ကောင်းကင်ကြတော့တဲ့ဘသူနဲ့ပေါင်းရမှာလဲတဲ့မေးတော့အဲ့တော့ယေရှုဘာပြောလဲဟမ်ကောင်းကင်နိုင်ငံမှာတဲ့ထိမ်းများခြင်းမရှိသုံးမဲ့ခြင်းမရှိတန်ရှင်းနဲ့ချစ်ချင်းများချစ်တာမဟုတ်ဘူးဒါတော့ဖယားသူကတက်ရှင်းတဲ့ပုံစံသူကဖန်ဆင်းတာကျမတို့ကဘာမှမလုပ်တတ်ဖ ೇನೆ ထိုင်ကြည့်နေလေဒါပဲလေဖယားလုပ်လိမ့်မယ်လေမဆွဲဘူးကောင်းကင်နိုင်ငံမှာအဲ့ဒီလိုအယုတ်တမမရှိဘူးတန်ရှင်းသူတွေကြည့်နေတာမရှိဘူးဟာဆရာတို့ကလေဆရာတို့အထဲမှာလေစာရမဏေလုံးဝဝေးနေပြီသိလားအဲ့တော့မာနကိုပဲထောက်ခံပြီးမာနအကြောင်းကိုအကောင်းပြောခြင်းနေပြီဖယားကိုရှုံချခြင်းနေပြီကျမ်းစာတွေဥစ္စာပြောတာဆရာမကြီးလေတပည့်တော်လည်းကျမ်းစာတွေကပြောတာပဲလေအဲ့တော့ကောင်းကင်နိုင်ငံမှာတဲ့ဆုံးသက်ခြင်းမရှိနော်ဒီလိုလင်မယားယူခြင်းမေထုံးတောင်းပါသားမရှိနော်ဆရာမရှိကျမ်းစာမှာတန့်ရှင်းတယ်နော်ကိလေသာမှန်အောင်တယ်ဆိုတာကြားဘူးလားကိလေသာဖယားဆိုတာကိလေသာမှန်အောင်တယ်ဆိုတာကြားဘူးလားအဲ့ဒီလိုဖယားမျိုးနော်ဒါဖယားဆိုတာကိလေသာမှန်အောင်တဲ့မှန်၅ပါးထဲမှာကိလေသာမှန်အောင်တယ်ဆိုတာတခုပါတယ်အဲ့တော့ကောင်းကင်နိုင်ငံမှာကျမတို့ကဖယားကောင်းကင်နိုင်ငံမှာကျမတို့ကဖယားနဲ့တူမှာဖယားရဲ့စိတ်စဘောနဲ့နေကြမှာဖယားရဲ့ပုံတူလေးတွေနော်ပထမဆုံးအာရန်ကလည်းဖယားရဲ့ပုံတူလေးမလို့အာရန်ပြင်မာတဲ့ဥစ္စာကိုဟာကောင်းကင်နိုင်ငံမှာလူရဲ့စင်းကဂရေအဲ့ဒီဥစ္စာ24ပါးတို့ဘာလို့ဆိုတာကဒါလေးပဲထည့်ထားတာယေရှုကဖယားသခင်ရဲ့လက်ရဘက်မှာထိုင်နေတယ်လို့ပါတယ်လေဖယားသခင်ရဲ့လက်ရဘက်မှာထိုင်နေတယ်လို့ပါတယ်လေယေရှုကဆရာပြန်ဖတ်ကြည့်လိုက်ဟာဖယားသခင်ရဲ့လက်ရဘက်မှာထိုင်နေတယ်တဲ့ပါတယ်နော်ဟာအေးပါအဲ့ဒါဆရာထားလိုက်ကဲကျွန်တော်တို့ကဘာသာကြားဖြစ်တယ်တော့ဆရာမကြီးတို့စာကိုဒီတိုင်းဗလိုက်ကြောက်လို့မရဘူးဒီမှာဖွင့်ထားတဲ့အဓိပ္ပာယ်ကိုလည်းလေနော်အခုဒီမှာကျမ်းစာလေးတစ်လုံးလေးမေးတာတော့မှမဖြေနိုင်ကြဘူးနော်ဘာဆိုတာမသိကြဘူးအဲ့ခင်ဗျားတို့လည်းတွေးလို့ရှိရင်လေကျွန်မတစ်လုံးလေးပဲကမေးလိုက်မယ်အဲ့ဒါဘာလဲခင်ဗျားသိမှာမဟုတ်သဘောပေါက်လားခင်ဗျားတစ်လုံးလေးတောင်မဖြေနိုင်ရင်ကျမ်းစာတစ်အုပ်လုံးဆိုတော့မပြောနဲ့တော့မသိဘူးပဲဖြေပါဟိုကျမ်းထဲမှာဘလို့ချက်ထဲမှာဘလို့ချင်းမဟုတ်ဘူးကျမ်းစာအတိုင်းကျမတို့ကဖြေတတ်တယ်ကျမတို့ဖြေတာမဟုတ်ဘူးမမှန်ဘူးတက်တယ်မရှိဘူးဆိုရင်ပြောလောက်ချင်တယ်လို့လုပ်လို့ရတယ်
ကျမပြန်ဖြေတယ်လေကျမပြန်ဖြေတာရော ဒီကရွေးတယ်ဖြစ်လိုက်ကျမလည်းကျွန်တော်ပါလေလက်ကောက်ကပဲအဲ့လို အေးဆရာအသက်ဘယ်လောက်ရှိပြီလဲ ကျွန်တော်က60ပဲရှိတယ်60ပဲပြည့်နေပါကျမကြီး ဟုတ်ပြီအဲ့ဒီ60တောင်မှတနေ့နေတိုင်းလုပ်တဲ့အလုပ်ကစားလိုက်အိတ်လိုက်တောက်လိုက်တောင်မပြေးမဲနဲ့ကောင်းငင်နိုင်ငံမှာအိုနာသေးဒုက္ခမရှိပဲနဲ့နေရတာတင်ကိုပျော်စရာကောင်းနေပြီသဘောပေါက် ကျမကြီးကိုပြလို့ကျမအလုံးမခွဲနဲ့ဘာမှမလုပ်ခွဲနဲ့ကျမကြီး တခြားအလုပ်တွေအများကြီးရှိတယ်ဆရာတို့ကလေဆရာတို့ကမျက်တောင်မွေး ကျမကြီးကြားဘူးလေ မဟုတ်ဆရာကမျက်တောင်မွေးတစ်စုံလေးပဲကြည်တာကျမတို့ကဟိုးကဘာအဆက်ဆက်ကိုကြည်တာအဲ့ဒါသဘောပေါက် ကျွန်တော်တို့ပြောတာမဟုတ်နော်အဲ့မလားမဲတဲ့ဆက်မဲနဲ့ကျမကြားဘူးလေ ပြောပါ ဒီရွယ်ချက်ဒီမှန်းချက်မရှိတော့သူဒီမသားနဲ့တူတဲ့ ဟာကျမတို့ကကောင်းကင်နိုင်ငံကြီးကကျမတို့သွားမဲ့နိုင်ငံကြီးတွေပဲဟိုအဖေစီကိုပြန်ပါလေ ကျမရွယ်ချက်ဘာကြည့်တော့လို့ အဲ့ဒါရည်ရွယ်ချက်လေကျမတို့ရည်ရွယ်ချက်ဒါကြောင့်ကျမရည်ရွယ်ပြီးတော့ဘုရားသခင်ကယ်မဲ့အကြောင်းကိုလိုက်ပြောနေတာ အဲ့ဒီမှာကျဘာလို့လဲပြောတာသူကရွယ်ချက်တာဒါလည်းပြောတယ်အဲ့တော့ကျမရဲ့ကျွန်တော်လည်းစက်ပြလာတော့ဒီတော့တောင်းပြီးတောင်းဖို့အဲ့ကျမဖတ်ကြည့်ပါကျွန်တော်ရေးပေးထားတယ်ကျမကြီးကျွန်တော်ကရက်ပြဖွင့်ထားတယ်ကျွန်တော်ဗုဒ္ဓဘာသာမှာလည်းကျမစိတ်တာပဲဟုတ်လားကျွန်တော်တို့ကရွေးနေတာကြီးအမှန်တိုင်းကိုခံတယ် အဲ့ဒါဆိုရင်ကဲကျမမင်းမယ်ပါဏာတိပါတာလို့ပြောပြီးတော့သူများအသက်မတတ်ရဘူးဆိုပြီးဘာဖြစ်လို့အစိုးရကိုယ်တိုင်သားသားလိုက်စင်နေပေးနေတာလဲ အဲ့ဒါသူအဲ့ဒါဖယားပေးရတယ်လေဖယားသူ့ကိုခုနပြောတယ်တော့ကတ်တခါတာပဲရှိတယ်သူ့ရဲ့သဘောရပဲလုံးချင်လို့လုံးသူလုံးရင်သူမကောင်းတဲ့နေရာရောက်တယ် ဟာဗုဒ္ဓဘာသာနိုင်ငံဆိုရင်သူခေါင်းဆောင်ကအစနားထောင်ခြင်းနဲ့မဟုတ်လားဘာလို့နားမထောင်လဲ ဒုက္ခရမှာပေါ့ဒုက္ခရ ဟာအဲ့လေဖယားမတတ်နဲ့သူများအသက်မတတ်နဲ့ဆိုမစားကြနဲ့လေဒါပဲရှိရကဲဟုတ်ပြီအဲ့တခုကထားလိုက်ပါအောင်နော်တူရာမေတွေရလို့ပြောပြီးတော့ဘာဖြစ်လို့အရက်သေးစားတွေ92တွေဆေးရွက်ကြီးတွေဘာဖြစ်လို့စားနေကြတာအစိုးရကိုယ်တိုင်အရက်ချက်ရုံကြီးတွေဘာလို့ဖွင့်နေရလဲ ဘုရားဘာသာဒီတကယ်ဒီမိုကရေစီအကြဆုံးပါတာကိုကချက်ကလုံးရတယ်ကိုချက်ကလုံးကိုချက်တောက်စီရောက်တဲ့နေရာကိုကောင်းတာလုံးနဲ့ကောင်းတဲ့နေရာရောက်မယ်မကောင်းတဲ့သူ့ကိုယုံကြည်ဖို့အဓိကပေါ့ ဒါပေမဲ့ကဘာကြီးမှာ ကောင်းမှုအဓိက ကဘာကြီးမှာကောင်းတိုင်းမမှန်ဘူးဆိုတဲ့နေရာမှာကိုဆရာတို့မသိဘူးအဲ့ဒီနေရာမှာကိုကျမတို့တွေကသိထားတယ်ဘာလဲဆိုတော့ခရစ်တော်ကျမတို့အကျွေးတွေကိုအပြစ်အကျွေးတွေကိုကျမတို့မဆက်နိုင်ဘူးအဲ့တော့ဘုရားသခင်ကိုယ်တိုင်ဆင်းလာပြီးတော့ကျမတို့ဟာသူ့ရဲ့ကိုယ်ပွားလေးတွေပထမဆုံးအာရန်ဟာသူ့ကိုယ်ပွားလေးနော်ဟာသုံးဖားနဲ့ကျမတို့အလုပ်ကိုလူတွေကိုကဲတင်တဲ့အလုပ်ကိုလုပ်နေတာလေဒါသူကသူဘုရားပဲသုံးပါးခွဲထား10ပါးခွဲထားကျမတို့အလုပ်ပြီးရင်ကျမတို့ကိုကဲသွားရင်ပြီးတာပဲဒါပဲပေါ့အဲ့တော့လေဆရာကြီးကျွန်တော်တို့ကကျတော့ဘာလူမဟုတ်ဘူးဆရာမရဲ့ဟုတ်လားဒီမိုကရေစီအလွန်ကြတယ်ဟုတ်လားကောင်းပါတယ်ဒီမိုကရေစီကြတဲ့အတွက်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ် ရွေးလေ မယုံကြည်ခြင်းခွင့်ရှိတယ် ဟုတ်တယ်ဒါပဲမယုံရင်ဗာပြောလေချမ်းသာကသားတော်ကိုမယုံတဲ့လူကနော်ယုံတဲ့လူကတော့ဗာပြည့်တယ်ယုံတဲ့လူကထာဝရအသက်ကိုရမယ်တဲ့အဲ့တော့ကျမပြောသလို ယုံလို့လည်းထောင်ရတဲ့မရဘူးလုံးဝရမှာ ဟုတ်တယ် လုံးဝရမှာလေယုံနဲ့ရောက်မှာလေ ကျမပြောပြီးတော့ယုံနဲ့လို့မပြီးဘူးလေအစောတုန်းက8ခုကျမရွတ်ပြတယ်လေ ဆရာမအဲ့ဒါတွေက အဲ့ဒီလိုယုံရမှာလေ ဒီတာမန်လူတွေနဲ့ကတ်တဲ့ချက်နောက်ဆုံး မဟုတ်ဘူးအဲ့ဒီလိုယုံတာတောင်မှဖျားပေးတဲ့တကိုးနဲ့မှကျမတို့ယုံနိုင်တယ်ကျမတို့အားနဲ့ကျမတို့မယုံနိုင်ဘူးဖျားသခင်အသက်ရှင်တော်မူသောဖျားရဲ့ရှီကခွန်အားတောင်းပြီးတော့ကျမတို့မှယုံရတာအဲ့ဒီခွန်အားကိုရပြီးကျမတို့ယုံကြည်နိုင်တာဒါပဲ ဆရာမခုနကကျွန်တော်ပြောပြီလေဆရာမကိုကျွန်တော်တို့ပြောယုံကြည်ရနော်ဟိုယုံကြည်ရုံနဲ့နော်ကောင်းတဲ့နေရာရောက်မယ်ဆိုတော့ဒါဟာဟိုဆောင်းဝဲပဲတင်လာကြည့်ဆရာမရဲ့ဆောင်းဝဲတင်လာကြည့်ဟာငါဆောင်းဝဲအောင်မှယုံကြည်ရုံနဲ့လောကီမှာဒါအောင်နေဆိုတဲ့ပြောင်းတော့ကျွန်တော်တို့မရှိဘူးဗျ ပြောပြီးတော့ယုံကြည်တဲ့သူကအပေါ်ယံယုံလို့မရဘူးလို့ဟုတ်တယ်လေအခုနကျမရွတ်ပြတာမကြောက်ဘူးလားယုံကြည်ခြင်းနဲ့သီလပညာနဲ့ကာမဂုဏ်ချုပ်တည်ခြင်းကာမဂုဏ်ချုပ်ခြင်းနဲ့တီးခံခြင်းအဲ့ဒီအရေးချင်းနဲ့ရှိရမယ်ကျူးလွန်ခဲ့ဟာယုံကြည်သူတယောက်ကဒီအရေးချင်းရှိရမယ်ဆရာနားမပါဘူးလား ယုံကြည်ရင်ကောင်းကင်နိုင်ငံကိုရောက်မယ်ငါတိတဲ့အဲ့ဒါနော် ဘလို့ယုံရမလဲဆိုတာပြောပြီလေဆရာအဲ့ဒါမကြောက်ဘူးလား သင်္ကားကိုမယုံကြည်ဘူး
ဆိုရင်ကောင်းမှုတော့ဘယ်လောက်ပဲကောင်းကောင်း ဟုတ်တယ် ဟုတ်တယ် သာဝရနေရပို့မယ်တော့အတိအကျမပြောဘူးလား အာဒါနဲ့အေးဝရဲ့အပြစ်ကငရဲမိအိုင်ကြမယ်အပြစ်လေသူတို့နှစ်ယောက်ကမွေးလာတဲ့တကဘာလုံးကအဲ့ဒီအပြစ်ကြီးကျမတို့မှရှိတယ် ဆရာမရဲ့ဟိုပြောချက်ပေါင်းများစွာရှိတယ်ပေးစားလို့ဆိုတော့ဒါ ဟာဒါတော့ဖယားသူကသူ ခရားလို့ပြောများ စัจ java လာကြီးတစ်ခုလုံးသိအောင်လို့ဒီလောက်အချိန်ဆွဲထားတာလေဒါတော့ကျမတို့မှမသိသေးဘူး ဟုတ် နော်ဒါတော့မှဖယားဘာဖြစ်လို့ဒီကဘာကိုအချိန်ဆွဲနေတာလဲမာနကိုဘာလို့မရှင်းသေးတာလဲဆိုတာအခုအချိန်ထိတောင်ဆရာတို့တောင်မှနားမလည်နိုင်သေးဘူးဒါကြောင့်ဖယားကအချိန်ဆွဲနေတာ အဲ့တော့ဆရာမကိုကျွန်တော်ကတော့အတူတူဂရိပေးလို့ဒါကတော့ဆရာမတက်ရကျွန်တော်ခရစ်ယာန်တယောက်နဲ့ဆွေးနွေးတယ် ဆရာဆွေးနွေးတဲ့ခရိယန်တွေကလေကျန်နှုတ်ကပတ်တော်အတိုင်းမလိုက်တဲ့ခရိယန်တွေဖြစ်နေမယ် မဟုတ်ပါဘူးကျွန်တော်ပြောပြပါဦးမယ်သူတို့နောက်ကမှတော့တိုင်း မလိုက်ဘူးနားမလဲဘူးအဲ့လိုခရိယန်တွေဖြစ်နေမယ် သူ့ကိုဘာပြောလဲခင်ဗျားတို့ဟုတ်ပြီသူကဟာဆရာဘယ်ဘာသာကောင်းလဲလို့ကျွန်တော်ပြေးတယ်သူကကျွန်တော်ဒဲမဖြစ်ဘူးဆရာဘာသာကြိုက်တယ်ကျွန်တော်ချက်သားကြိုက်တယ်ကျွန်တော်ဝတ်သားကြိုက်တယ်အဲ့တော့ကျွန်တော်ဝတ်သားကြိုက်တော့ဝတ်သားကောင်းတယ်လို့ပြောမှာအဲ့တော့မင်းတို့တော့ဟုတ်တယ်ဟုတ်မလားကျမကြီး ပြောပါ ဟုတ်ပြီအဲ့တော့ခင်ဗျားဝတ်သားကြိုက်တော့ဝတ်သားစားလိုက်ကြစားလိုက်ပြီတော့ဒါနဲ့ခင်ဗျားမစီးတော့သွဲတော့နှလုံးနဲ့ကြည့်တယ်ခင်ဗျားဘာဖြစ်မလဲသူကြိုက်တော့စားလိုက်တာလေခင်ဗျားဘာဖြစ်မလဲဟာဆရာဒုက္ခရောက်တော့မှာပါဆရာကြီးရဲတာပါပဲဗျာဟာတော့ကြိုက်တိုင်းကောင်းတာမဟုတ်ပါဘူးဗျာလို့ကောင်းတဲ့အရာမှာကောင်းတာပါ ဒါပေမဲ့ဝက်သားဟာမကောင်းဘူးဆိုတာဒီကနေ့သိပ္ပံခေတ်မှာ3နာရီချက်ရမယ်ဝက်သားတွေကပိုးတွေကထွေကိနာဆိုတဲ့ပိုးတွေကရောက်ကိုယ်ထဲမှာအနှစ်40လောက်ပွားများပြီးတော့ဒုက္ခပေးနိုင်တယ်ဒါတွေပြောထားပြီးသားပဲလေအဲ့တော့ဝက်သားကောင်းကြိုက်ပြီးမယ်မကောင်းဘူးဆိုရင်မစားဘူးပေါ့နော်အဲ့တော့ကျမဆိုလိုတာ ဒီလိုပါပဲကျွန်တော်ဘာသာတရားတွေမှာလည်းကောင်းတယ်မကောင်းဘူးဆိုတာတိတိကျကျခြေပြင်းနားလည်းမှာကောင်းတယ်မကောင်းဘူးကြပါ လူတွေကကိုကြိုက်ရင်ကောင်းတယ်မကြိုက်ရင်မကောင်းဘူးပဲလေအဲ့တော့ကောင်းတိုင်းမမှန်ဘူးလို့ကျမပြောပြီးတော့အမှန်တရားဆိုတာနှစ်ခုမရှိဘူးဆရာတစ်ခုပဲရှိတယ် အဲ့တော့ကျွန်တော်ပြောစီ ဗုဒ္ဓဘာသာမှားရင်ခရိယန်မှန်လိမ့်မယ်ခရိယန်မှားရင်ဗုဒ္ဓဘာသာမှန်လိမ့်မယ်ကျမကောင်းတယ်မှာဝိုးရှိတာ ကောင်းခင်မှာဟာဒါတော့ ဘိုးတယ်လား ဆရာရောမင်းနေတာဆရာမြင်ဘူးလို့လား ကျမ်းစာထဲမှာဗာရထားတော့ ဘယ်လိုရေးထားတော့ အဘောကဖန်ဆင်းလိုက်ဆိုတော့မပါဘူးလား ဟာမိုးမျက်နှာချက်ကိုဆိုတာဒီအခုမြင်ရတဲ့အပြာကြီးကိုပြောနေတာကောင်းခင်အပြာကြီးဖြစ်နေတဲ့အပြာရောင်ကြီးကိုမိုးမျက်နှာချက်လို့ပြောနေတာ သွားတဲ့ခါတော့ဘဲသွားတဲ့ခါတော့ ဘာလို့လဲ ဖြူသွားတဲ့ခါတော့ဘဲသွားကောင်းတယ်ကရိုးမျိုးချက်ဆိုတာရှိလို့လား ရှိတယ်လေမိုးမျက်နှာချက်ဆိုတာအဲ့အပြာကြီးကိုခေါ်တာလေဒီကဘာကနေ15မိုင်ဝေးတယ်လေအဲ့ထဲမှာလေထုရှိတယ်လေလူတွေထားမှဖြစ်တဲ့အတွက်လေထုရှိတယ်လေ မရှိဘူးပေါ့လားကျမ အဲ့မိုးမျက်နှာချက်ဆိုတာအဲ့ဒီအပြာရောင်ကြီးကိုပြောနေတာ ဟာဒုက္ခပဲ အောက်ကနေကြည့်လို့ရှိရင်အပြာရောင်ကြီးကိုတွေ့ရတယ်အဲ့ဒါကိုပြောနေတာ ဟုတ် အဲ့ဒီဟာကဘာနဲ့15မိုင်ဝေးတယ်ဗျာ မှန်တရားကိုမှန်တယ်ကျမကအဓိကဘာဖြစ်နေလဲဆိုတော့ကျမကအမှန်တရားဆိုတဲ့အရာကိုတက်ကြိုက်ထားမှာကြောက်နေတယ် ဟာကျမတို့ကလေအမှန်တရားအတွက်အသက်တောင်ပေးထားတာသဘောပေါက် အဲ့ဒါအမှန်ခုနကကျွန်တော်ပြောနေမနေသေးတာလဲလာမနေ ဟာဆရာမသိဘဲနဲ့ပေါက်ကြရရှောက်မင်းနေတာကျမအမှန်ဖြေတာဒီကဘာအတွက်နံပါတ်4ရက်နေ့မြောက်မှာနေတစ်စင်းလာတစ်စင်းကဲကျန်းစာထဲမှာပါတယ်လေ4ရက်မြောက်တဲ့နေ့မှာပါဖန်ဆင်းလိုက်တယ်နော်နေ့ကိုလင်းဖို့လို့နေ့ကိုအုပ်စိုးဖို့အကြီးတစ်လုံးညကိုအုပ်စိုးဖို့အငယ်တစ်လုံးဒါပဲလေကဘာမနေနဲ့လားဟာ လာမအဲ့ဒီလာမဘာရေးထားတော့တက်ပတ်ကြည့်လောက်ကကျမထပ်ပြီးတော့ပြေးတယ်လာမဘယ်လိုရေးထားတော့ကိုပိုင်လေးအောင်ရှိနေတယ်မဟုတ်လား လာမကိုပါအလင်းအောင်မရှိဘူးလာမလင်းနဲ့အလင်းတော့ရှိတယ်ဒါပေမဲ့နေကနေလာတဲ့အလင်းနေမှာလဲဒီမှာဆရာနေမှာလဲဒီမှာနားထောင်အမလေးအခုနားထောင်ဆရာတို့ကနေမှာတော့ကိုပိုင်အလင်းရှိတယ်လို့ပြောမလို့လားဟုတ်လားလို့ဟုတ်ပြီအဲ့ဒါဆိုကျွန်မပြောမယ်ပထမဆုံးနေ့မှာဖယားကနေမရှိပဲလာမရှိပဲနဲ့အလင်းကိုဖန်ဆင်းလိုက်တာနော်4ရက်မြောက်နေ့ကြတော့မှနားထောင်4ရက်မြောက်နေ့ကြတော့မှအဲ့ဒီနေ့ကိုအုပ်ဆိုးဖို့အလင်းကိုနေကိုပေးလိုက်တာနေတာကိုယ်ပိုင်အလင်းမဟုတ်ဘူးဖယားပေးတဲ့အလင်းဟုတ်တယ်ဖယားလှုပ်ထားတဲ့ဟာတွေ ကြီးပြီးတော့ကြီးတာနော်ဘီလီယံနဲ့ကြီးပြီးတော့ဖာရာအိုက်ရှိတာစင်တီဂရိတ်ရှိတာ ကဲအဲ့ဒါဆိုအစင်းနဲ့
ဒါတော့ဖရားကြည့်မှာပေါ့ကျမတို့ဘယ်သိမလဲ အပလေးဆရာမကြီးဘယ်လိုလုပ်ကတ်ကြမလဲဒီဖရားတကယ်လားဒီလောက်အတင်းကြီး ကျမတို့တကိုးရှိပြီဆိုလို့ရှိရင်အဲ့ဒီနေတဲ့ကိုလည်းသွားလဲမှာကျမတို့ကောင်းကင်ကိုသွားလို့ရောက်သွားပြီဆိုရင်ကျမတို့အဲ့ဒီနေတဲ့ကိုလည်းသွားလဲမှာ အပလေးဆရာမ ကျမတို့တကိုးနဲ့ဘာမှမဖြစ်ဘူးနော်ဖျားပေးထားတဲ့တကိုးနဲ့ဘာမှမဖြစ်ဘူး